ခရစ်တော်နာမ၌ရောက်ချင်းစီတိုင်းမင်္ဂလာပါကျွန်တော်တို့ဒီကနေ့မှာတူတူကစီချင်းခေါ်ရတဲ့မကြမ်းပိုက်ကတော့မနေ့ကရဲ့အဆက်ဖြစ်တဲ့ရှင်မသက်ခရစ်ဝင်အခန်းကြီး၈အပိုင်းငယ်9ကနေပြီးတော့မှကျွန်တော်တို့ဒီ73အထိကိုစီချင်းခေါ်ရတော့မှာဖြစ်တယ်ဒီနေရာမှာကျွန်တော်အနေငယ်လေးကျမ်းစာဖတ်ချင်တယ်အပိုင်းငယ်9ထိုနောက်မှကပ်ပရနောင်မြို့သို့ကြွားဝင်တော်မူလေတမှုတယောက်ဒီအထံတော်သို့လာ၍တခင်ကျွန်တော်ဤငယ်သားတယောက်ဒီလက်ချေသေးဒီအနာနှင့်ပြင်းစွာခံရ၍အိမ်တွင်သုံးလုံးနေပါသည်ဟုတောင်းပန်လေ၏ယေရှုကလည်းငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလေတမှုကတခင်ကျွန်တော်ဤအိမ်မိုးအောက်သို့ကြွားဝင်တော်မူချီယေရှုတော်ကိုကျွန်တော်မခံထိုက်ပါအမိန့်တော်တစ်ခွန်းရှိလျင်ကျွန်တော်ဤငယ်သားဒီချမ်းသာရပါလိမ့်မည်အပိုင်းငယ်ကိုဥပမာကကျွန်တော်ဒီမင်းအောက်၌ကြုံခံတော်သူဖြစ်တော်လဲစစ်သေးရဲ့များကိုအုပ်ဆို၍တဦးကိုသွားချေဟုဆိုလင်သွားပါ၏တဦးကိုလာခဲ့ဟုဆိုလင်လာပါ၏ကျုံကိုလည်းဤအမှုကိုလှုပ်တော်ဟုဆိုလင်လှုပ်ပါ၏ဟုတမှုလျှောက်လေ၏အပိုင်းငယ်30ထိုစကားကိုယေရှုတို့ကြားလေအံ့ဩခြင်းရှိ၍ငါအမှန်ကန်ဆိုဒီကဤမြားလောက်သောယုံကြည်ခြင်းကိုဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေးကျွန်တော်ဒီမနေ့မှာဒီညမှာကျွန်တော်ခွန်အားယူခြင်းတဲ့အကြောင်းအရာကပါလဲဆိုတော့ကျွန်တော်တို့သခင်ခရစ်တော်ကကျွန်တော်ဒီလူနာဆွဲတဲ့သူတယောက်ကိုပြောင်းကင်းစေပြီးတော့မှသူကအဲ့ဒီအချိန်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာဒီတတ်မှုတယောက်ဒီရောမစစ်သားရဲ့တတ်မှုတယောက်ကခရစ်တော်ထက်ကိုလာတယ်သူ့ရဲ့ငယ်သားတယောက်ဖျားနေတဲ့ကြောက်ကလာလျှောက်တဲ့ခါမှာသခင်ယေရှုကပါပြန်ပြောလဲဆိုတော့ငါလာပြီးတော့ချမ်းသာပေးရမလားလို့သူကသခင်ခရစ်တော်ကပြန်ပြီးတော့မှမိန့်တော်မူတာဖြစ်တယ်အဲ့ဒီနေရာမှာသခင်ခရစ်တော်ကလူတိုင်းအပေါ်မှာခွဲခြားခြင်းမရှိဘဲနဲ့လူတိုင်းကိုချစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်တယ်ပြီးတော့မှတမှုကလည်းသူ့ရဲ့အိမ်မိုးအောက်ကိုကြွားဖို့ရအတွက်ကျွန်တော်ကမထိုက်တန်ပါဘူးတဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့အထူးသဖြင့်ခွန်အားယူဆင်ခြင်စီခြင်းတဲ့အရာကပါလေဆိုတော့ကျွန်တော်တို့လူသားတွေဟာသခင်ခရစ်တော်ရဲ့ကျေးဇူးတော်ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့မထိုက်တန်ဘဲနဲ့ရနေတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကအပြစ်တရားနဲ့ပြင်းထန်နေတဲ့သူတွေဖြစ်တဲ့အတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့မထိုက်တန်တော့ငါလည်းကျွန်တော်တို့ကကျေးဇူးတော်အလွန်ကြီးမားသောဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအလွန်ကြီးမားသောဘုရားသခင်ကြောင့်ကျွန်တော်တို့ကမထိုက်တန်ဘဲနဲ့ရနေတာဖြစ်တယ်ဒီနေရာမှာတတ်မှုကဘာပြောလဲဆိုတော့သခင်ခရစ်တော်အမိန့်တခွန်းရှိလေကျွန်တော်ရဲ့ငယ်သားဒီချမ်းသာရပါလိမ့်မည်ဒီနေရာမှာဒီတတ်မှုတယောက်ရဲ့သူ့ရဲ့သခင်ခရစ်တော်ရဲ့ပုံမှာတည်ကျွမ်းခြင်းသခင်ခရစ်တော်အပေါ်မှာသူ့ရဲ့ဒီနားလေခြင်းယုံကြည်ခြင်းကြီးမားတဲ့ပုံကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်သခင်ခရစ်တော်အမိန့်တခွန်းရှိလေသူ့ရဲ့ငယ်သားကချမ်းသာမယ်အဲ့ဒါကဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့အခုနဖတ်တော့တဲ့အပိုင်းငယ်ကိုထဲမှာပါတယ်သူကမင်းအောင်မှာကြုံလုံနေတဲ့သူဆိုပေမဲ့သူကဒီစစ်သားစစ်ရဲမဲ့တဲ့အများကြီးကိုအုပ်ချုပ်တဲ့သူဖြစ်တယ်အုပ်စိုးနေတဲ့သူဖြစ်တယ်သူကအမိတ်တစ်ခွန်းရှိလေအဲ့ဒီအမိတ်ကလုံးဝကိုဒီအကျိုးတက်ရောက်ပြီးတော့မှလုံးဝကိုသူတို့ကနာခံရမှာဖြစ်တယ်ထိုကဲ့သို့ပဲတခင်ခရစ်တော်ကသူ့ထက်ကြီးမြတ်တဲ့သူဘယင်မြင့်မြတ်ထက်ကြီးမြတ်တဲ့သူဘုရားသခင်ဖြစ်တဲ့အတွက်သခင်ခရစ်တော်ရဲ့စကားတစ်ခွန်းသခင်ခရစ်တော်ရဲ့အမိတ်တစ်ခွန်းကသူ့ရဲ့ငယ်သားကိုကြမ်းမှဖို့ရန်အတွက်လုံလောက်တယ်သခင်ခရစ်တော်ရဲ့စကားတစ်ခွန်းကသူ့ရဲ့ငယ်သားကြမ်းမှဖို့အတွက်လုံလောက်တယ်ဆိုတာကိုသူကအင်မတန်မှယုံကြည်တာဖြစ်တယ်အင်မတန်မှသိတာဖြစ်တယ်အဲ့ဒီအရာကိုသခင်ခရစ်တော်ကြားတဲ့အခါမှာလဲဤမြတ်လောက်ကြီးမားတဲ့ယုံကြည်ခြင်းကိုဣသရေလအမျိုးမှာတော့မတွေ့ဘူးပြီးတော့မှနောက်ဆုံးအနေနဲ့သူဆက်ပြီးတော့ပြောတဲ့အခါမှာသခင်ခရစ်တော်ကပြောလဲဆိုတော့လူအများတို့ဒီအပိုင်းငယ်7မှာအနောက်အရက်မှလာ၍ကောင်းကင်နိုင်ငံတော်၌အာဗြဟံဣဇက်ယာကုပ်တို့နှင့်တကွအလျော်ရကြတဲ့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာလူအများတို့ဆိုတဲ့အခါမှာကျွန်တော်တပါးမျိုးတားတဲ့အကုန်လုံးကိုယဉ်ညွှန်ချင်တာဖြစ်တယ်ကျွန်တော်တို့အားလုံးကလည်းကျွန်တော်တို့ကသခင်ခရစ်တော်နဲ့သူကောင်းကင်ဘုံမှာဒီကောင်းကင်ဘုံမှာတူတူကရှိရမှာဖြစ်တယ်ဆိုတာကိုသခင်ခရစ်တော်ကဖော်ပြချင်တာဖြစ်တယ်တချို့ကတော့ဒီဣသရေလအမျိုးတွေတချို့သောဂျူးလူမျိုးတွေကြတော့သူတို့ကိုသူတို့ကောင်းကင်နိုင်ငံသားသူတို့ကိုသူတို့အာဗြဟံမျိုးဆက်တဲ့ဆိုပြီးတော့ကိုယူနေတဲ့သူတွေဘုရားသခင်နဲ့စစ်မှန်သော relationship ကိုမသိတဲ့သူတွေဘေးအရာကိုသူတို့လက်ခံရမယ်ဆိုတာမသိတဲ့သူတို့ကိုသူတို့ဖြောင့်မတ်တဲ့သူတို့ဘာသာရဲ့အယူဆတဲ့သူတို့ဘာသာရဲ့ဒီ tradition တွေသူတို့ဒီ religious တွေကပဲအရေးကြီးတဲ့ထင်တဲ့သူတွေကအန်တော့ခဲချစ်ရှိရကိုအနှင်ထုတ်ခံရမယ်ဆိုပြီးတော့မှသခင်ခရစ်တော်ကပြောထားတာဖြစ်တယ်။အဲဒါကြောင့်ပဲတတ်မှုကိုနောက်ဆုံးနေတာပိုင်းငယ်73မှာပြောလဲဆိုတော့တတ်မှုအားတင်သွားလို့ယုံကြည်တဲ့နဲ့ငြိမ်သိ၌ဖြစ်စေဟုမိန့်တော်မူ၏။ထိုခဏချင်းမှာပဲသူဤငယ်သားဒီအနာရောဂါကင်း၍သက်သာခြင်းတို့ရောက်လေ၏။အာမင်။တတ်မှုတယောက်ရဲ့ယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ဘာကိုစီချင်းခေါ်အပ်ယူရမလဲဆိုတော့သခင်ခရစ်တော်ကလောကမှာရှိတဲ့အရာထက်ဘယင်တကာရဲ့ဘယင်ဖြစ်တယ်မင်းတကာရဲ့မင်းဖြစ်တယ်သူရဲ့နှုတ်တို့ထွက်တခွန်းသူရဲ့
အမိတ်တစ်ခွန်ကကျွန်တော်တို့အတွက်တက်တာဖို့ရမပြောနဲ့ကျွန်တော်ဘဝတစ်ခုလုံးကျွန်တော်တို့အရာရာတိုင်းကိုကုစားဖို့ရအတွက်လုံလောက်တာဖြစ်တယ်ထိုကဲ့သို့တောက်မှုကဲ့သို့တော့ကျွန်တော်တို့ကယုံကြည်ခြင်းပဲလိုအပ်တာဖြစ်တယ်သခင်ခရစ်တော်ရဲ့ဒီအမိတ်ပေါ်မှာသခင်ခရစ်တော်ရဲ့နှုတ်တော်ထွက်ပေါ်မှာကျွန်တော်ကတန်တရားမရှိဘဲနဲ့ကျွန်တော်ရဲ့စိတ်နှလုံးအကျွင့်မဲ့သခင်ခရစ်တော်ပေါ်မှာယုံကြည်ပြီးတော့မှပုံအပ်နိုင်တော်သူထိုကဲ့သို့သောအတ္တတာမျိုးကိုရရှိနေဖို့ရအတွက်ဝိညာဉ်တော်ဖျားကောင်းချီးပေးပါစေကျွန်တော်တို့ရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ